Hello, alo mình làm nhá. Đây anh miền má này biểu, anh này chưa lại bài không nhá. Thế cho nhau mẹ cháu này đó. Bây giờ thì đây cái cao cũ, bộ mà biết ông bảo nó bộ bị long trong xây chảo, rồi nhà đấy mình biểu, khui luôn nhau cho toaster khăn đi liu ép cho bài không nhá. Thì toaster khăn đi liu, mình tí đây rồi đó cho video của sau này chỉ chụp bài nhá. Thì biểu lên sao để mình cho channel phía trên đấy, TikTok, Facebook, YouTube này, đây cái channel đó là Line ဆက်ခွက်လေးနှစ်သားပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျာ Line ဆက်ခွက်နှစ်သားကြောက်ချင်းတောင်းလဲကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျာကိုကတေကန်ကောက်ကို2 step ခံဖြစ်တဲ့ကြောင့်မို့ကိုရဲ့တေကန်ကောက်တွေကိုဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ကဒီဘက်ချန်ဘယ်ဘက်ချန်တောက်မှာမီနူဘာတန်းလေး3ချောင်းရှိပါတော့အကောင်လေးကျွန်တော်နှိပ်ပြပါခင်ဗျာကောင်းလေးပါပြီးရင်ကျွန်တော်ဒီနေရာရောက်ရင် setting ဆိုတာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျာပြီးရင်ကျွန်တော်ဒီနေရာရောက်ရင်privacy and security ဆိုတာရှိပါတော့အကောင့်လေးကျွန်တော်နှိပ်ပြပါခင်ဗျာကိုကဒီမှာကျွန်တော်တို့ two step ခံမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဒီမှာ two step verification ဆိုတာလေးပေါ်တော့ဗောနော်အမှကိုကကျွန်တော် two step မခံရတဲ့အတွက်ကြောင့်မို့ဒီနေရာမှာ off ဆိုတာလေးဖြစ်နေပါတယ်two step လို့ခံရမယ်ဆိုတော့ကျွန်တော်ဒီ two step ကိုကျွန်တော်နှိပ်ပြပါခင်ဗျာ two step verification off နေရာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျာပြီးရင်ကျွန်တော်ဒီမှာsub password ဆိုတာလေးရှိတယ်အကောင့်လေးကျွန်တော်နှိပ်ပြပါခင်ဗျာဒီနေရာမှာ password two step password ခံတာဖြစ်တဲ့ကြောင့်မို့ message အနေနဲ့ဖြစ်တယ်လို့မထည့်ဘူးကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျာဘာလို့ဆိုတော့ကိုက password ကိုဖြစ်တယ်လို့ထည့်လိုက်ခါကျရင်ကိုရဲ့Telegram ကောက်ကတခြားကိုကဖုန်းပြောင်းတာပဲဖြစ်ဖြစ်တခြားဖုန်းတစ်ခု device တစ်ခုမှာပဲသုံးတာပဲဖြစ်ဖြစ်အဲဒါကြောင့်ကိုပြန်ဝင်ခါကျရင် password မေးသွားတာတို့ဘာလို့ဆိုရင်ကျွန်တော်တို့ပြန်ယူလို့မရဘူးပေါ့နော်အဲဆိုရင် two step ကျွန်တော်တို့အရေးကြီးရောပေါ့နော်သူပြန်ဝင်လို့မရတဲ့ခါပဲဖြစ်မှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ password ခံမှာဆိုလို့ရှိရင်ကိုမှတ်မိလွယ်တဲ့ password ကိုမှတ်မိအများနဲ့မှတ်မိမဲ့ password လေးကျွန်တော်ထည့်ပေးပါခင်ဗျာကျွန်တော်တော့ password ထည့်မှာပေါ့နော်ကျွန်တော်ဒီမှာ password ထည့်ပြီးဖြစ်တဲ့ကြောင့်မို့အောက်ကမြားလေးကိုကျွန်တော်နှိပ်ပေးပါခင်ဗျာပြီးရင်ခဏကျွန်တော်ထည့်ခဲ့တဲ့ password ကိုပဲနောက်တစ်ခါထည့်ပေးပေါ့နော်ဒီမှာကျွန်တော်တို့password ကိုခဏ password ကိုထည့်ပေးပြီးဆိုလို့ရှိရင်ကျွန်တော်အောက်ကမြားလေးကိုထည့်ပေးပါခင်ဗျာကျွန်တော်ဒီညရောက်လို့ရှိရင်အောက်မှာ second ဆိုတာလည်းရှိတယ်အကောင့်လေးကျွန်တော်နှိပ်ပြပါခင်ဗျာကျွန်တော်ဒီညရောက်ရင် Wikaba mail ဖြစ်ကျွန်တော်Gmail တစ်ခုထည့်ပေးပါတော့ကျွန်တော်ထည့်လိုက်ပါပေါ့နော်ကျွန်တော်ဒီမှာWikaba mail တစ်ခုထည့်ပေးပါတော့ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာညားလေးကိုနှိပ်ပြပါခင်ဗျာဒီညရောက်လို့ရှိရင်ခုနကကျွန်တော်ထည့်ထားတဲ့မေးမှာကျွန်တော်ဒီမှာကောက်ကြမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ခုနထည့်ထားတဲ့ Wikaba mail မှာကျွန်တော်ကောက်သွားယူမှာပဲဖြစ်ပါတယ်ခင်ဗျဒီမှာကျွန်တော်ကောက်ထည့်ပြီးပြီဒီမှာဆိုရင်သူကဒီမှာသူတိတ်ကန်နေပြီးတော့ကျွန်တော် message လေးပို့လာတာပေါ့နော်ဒီအပေါ်မှာ two step ခံတာအောင်မြင်ပြီပေါ့နော်ကျွန်တော်တို့ဒီမှာ two step ခံပြီပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့အောက်က return to setting ဆိုတာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျဒါဒီမှာဒီနေရာမှာကျွန်တော်တို့ password ကိုအပေါ်မှာခုနကကျွန်တော်ထည့်ခဲ့ two step password ကိုကျွန်တော်တို့ဒီမှာchange လုပ်လည်းရတယ်ပြီးရင်ဒီမှာ disable ဆိုပြီးဖြုတ်လို့လည်းရတာပေါ့နော်ဖြုတ်ပြီးတော့အသစ်ပြန်ထည့်ခြင်းနဲ့ထည့်လို့ရတယ်ပြီးရင်အောက်မှာထည့်ခဲ့ခုနကထည့်ခဲ့တဲ့recover mail ကိုလည်းကျွန်တော် change လို့ရတာပေါ့နော်သူတစ်ခါလည်းပြပြီးတော့ပေါ့နော်ခုကောက်ကtwo step ခံတဲ့ recover mail တွေ password မမှတ်ဘူးဆိုရင်ကျွန်တော်ဒီမှာလာပြီးတော့ change လို့ရတာပေါ့နော် change ဘယ်လို change မယ်ဆိုကျွန်တော်တို့ password change မယ်ဆိုလို့ရှိရင်ကျွန်တော် change password ဆိုတာလေးကျွန်တော်နှိပ်ပြပါခင်ဗျာဒီနေရာမှာကိုရဲ့ password အသစ်ကိုထည့်ပေးပါနော်ထည့်ပြီးကျွန်တော်မြားလေးနှိပ်ပြီးခုနကပုံစံတိုင်းလေးသွားလိုက်ပါခင်ဗျာ recover mail လည်းဒီပုံစံတိုင်းပါပဲကို recover mail ကိုကျွန်တော်ပြန် change နေတယ်ဆိုလို့ရှိရင် change recover mail ကိုနှိပ်လိုက်ပြီးတော့ဒီမှာ recover mail အသစ်ကိုထည့်ပေးပါနော်ဒီနေရာမှာကျွန်တော်ကိုရဲ့ Telegram ကောက်ကို two step ခံလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာမှာtwo step က on နေရာမှာကျွန်တော် on သွားပြီပေါ့နော်ဒါဆိုရင်ကိုရဲ့ Telegram ကောက်က two step ခံသွားပြီလည်းဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလိုက်လို့တွေ့ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုစုံနေကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကြည့်ရှုသောအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျကျွန်တော် channel လေးကိုလည်း like subscribe တွေနှိပ်ထားပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်မယ်ခင်ဗျ